အုံဆိုင်နေသောမိုးသားတိမ်လိမ်များအောက်မှာရှိတဲ့လဲလန်းလေးဘေးမှာလူသွားလန်းလေးမှာလူနှစ်ယောက်လမ်းလျှောက်နေတယ်။အရွယ်ရောက်လူငယ်လေးမောင်ဖိုးတင်နဲ့အသက်30ကျော်လူရွယ်တဦးတို့ဖြစ်ပါလေ။မောင်ဖိုးတင်ကလွဲကိုလွဲထားပြီးတော့ပစိုးဖြင့်ထုတ်ထားတဲ့အဝတ်စားထုတ်ကိုလက်မဆွဲလို့လမ်းလျှောက်နေရင်ခင်ဗျားတို့ရွာလည်းမရောက်သေးဘူးလားဗျာ။နေမုန်းအောင်တဲ့နေပြီ။ဘာမှလည်းမစားသေးဘူး။ငါကောင်ကစိတ်ညစ်မနေပါနဲ့။ညနေဆိုရင်ရောက်ပါတယ်။မင်းပိုက်စာနေလမ်းမှာတွေ့တဲ့ဒီခူးစားကြတာပေါ့ကွာ။ဝေးတယ်မပြောဘူးဗျာ။ကျုပ်ထမင်းထုတ်ခဲ့ပါတယ်။မင်းအောင်မေးလို့လား။ငါလာခေါ်ချင်တာမဟုတ်ဘူးနော်။ဆရာကြီးကသွားခေါ်ဆိုလာခေါ်ရတာ။မင်းတို့ကလေးကိုစဘာ20တောင်ပေးတယ်ဆိုတော့အတော်အံ့ဩတယ်ကွာ။တန်မိုးစာအသက်ရွယ်နေမဆိုင်ဘူးဗျာ။လုံးဝကိုင်းနေဆိုင်တာ။ဟာကောင်ရမင်းကလေဒီပါကြီးလောက်တာတော့ကျွမ်းနေလို့လား။မလောက်တတ်ပါဘူးဗျာ။ဟိုကြွက်ထောင်တဲ့နေရာတို့ငှက်ပစ်တဲ့နေရာတို့ပြောတာ။သေလိုက်ပါတော့ကွာ။မင်းကတော့တကယ်ကောင်ပဲ။လာ36မမောင်ငယ်ရွာကိုရောက်။မောင်မိုးတင်ကလည်းဘိုက်စာနေတာကိုတတ်တာစီဖို့တဲ့လမ်းဘေးမှာရှိတဲ့ချင်းညာသီးများဇီဒီဝင်းများကိုခူးစားပြီးတော့ရေအင်မတန်စားလာတဲ့အခါဇိုင်းရင်များကိုလက်နဲ့ခတ်တောက်လိုက်ပြီးခရီးဆက်လိုက်ပါလာလီတော့တယ်